ညာကိုတောင်တတိရသွားတယ်ဒီလိုအချိန်ဆိုလို့ရှိရင်အညာမှာမိုးရတရားလို့ရှိရင်သူကအညောင်းထွက်ပြီးဆိုလို့ရှိရင်သွားပြီးတော့ကောက်ကြဒီဘက်မှာသွားနှုတ်ကြအချင်းလဲတဲ့ညာမှာကြရင်လေโอเคဒီနေ့တော့ကျွန်တော်အချစ်ကလေးပူစားလို့စားခြင်းနဲ့ပြောတာ ਨੇ သူကြိုက်တဲ့ညာသူဆိုတော့သူကြိုက်တဲ့ဒီမြေပဲပင်ပေါက်တုပ်ရဲ့နောက်ဒီပင်မွန်းကျင်နဲ့ဇွန်ရဲ့ချက်မယ်ပေါ့နော်သူချက်တာကိုလိုက်ရှုံမယ်ပေါ့နော်အခုကဒီနေ့သူချက်ကြည့်မှာဆိုတော့โอเคအခုချက်မဲ့ဟင်းတစ်မျိုးအတွက်ပါဝင်ပစ္စည်းတွေပြောသွားမယ်အခုပထမဆုံးကတော့ဒီမှာကျွန်တော်တို့ကမွန်းကျင်ဟင်းအတွက်ကမွန်းကျင်နဲ့ပဇွန်အတွက်ကမွန်းကျင်ရွက်ရေစေးတန့်စင်ပြီးတော့တင်ထားတာပေါ့နော်ပြီးရင်ဒါပဇွန်ပြီးရင်ဒါငရုတ်ဒီခွဲချက်မဟုတ်ပြီးရင်ဒါငပိဒါစီဒါမြေပဲဆန်ထောင်းထားတာဒါငမြရည်ဒါရောင်တင်ဒါစနုံးမုတ်ဒါချုံမုတ်ဒါကတော့စာဒါကတော့ရောင်တင်မုတ်ဒါကတော့ဒါမြေပဲပင်ပေါက်လို့ခေါ်တဲ့မြေပဲညွန့်လေးတွေပေါ့နော်ဒီဥစ္စာကဒါကျွန်တော်တို့စီချက်ချက်တာနဲ့မြေပဲမပေါက်လို့ရင်သုံးမဲ့ချက်တော်နီပေါ့နော်ဒါကတော့ငရုတ်သီးစိမ်းလေးတွေကတော့ဒါကျွန်တော်တို့ဒီပမွန်ကျင်ဟင်းထဲမှာထည့်ချက်မှာပေါ့နော်ကဲအခုကတော့နည်းနည်းမြန်မဲ့ကျွန်တော်မြေပဲပင်ပေါက်တုပ်ကိုအရင်စားလုပ်မယ်ပေါ့နော်မြေပဲပင်ပေါက်တုပ်တဲ့လိုတဲ့ကျွန်တော်စီချက်လေးအရင်စားချက်ပါမယ်โอเคစီပူလာအိုးပူလာဆိုရင်ကျွန်တော်တို့စီချက်အတွက်စီထည့်မယ်စီလိုတလောက်လေးထည့်မယ်စနုံးမုံလေးထည့်မယ်စနုံးမုံလေးဝါဖြစ်ပြီဆိုရင်ကျွန်တော်ချက်တောင်ပြီးထားတာလေးထည့်မယ်ချက်သွန်လေးတွေနူးလာတဲ့အထိနွားလာတဲ့အထိစီချက်တက်တယ်နော်ဒါစီချက်ခွဲရပြီခဏအေးခံတာနော်โอเคအခုစီချက်ချက်ပြီဆိုတော့ကျွန်တော်မြေပဲပင်ပေါက်ဖြောဖို့အတွက်ကိုရှင်လေးတင်မယ်ပေါ့နော်โอเคအခုရင်နွေးလဲပွက်ပြီဆိုတော့မြေပဲပင်ပေါက်ဖြောမယ်စုံကိုမြေပဲပင်ပေါက်ပြီဒီဘက်ဘောက်ကတိတ်အကြာကြီးဖြောစရာမလိုဘူး2မိနစ်3မိနစ်ပဲပေါ့နော်โอเคခုဆိုတာကျွန်တော်တို့ဖြောတာ3မိနစ်လောက်ရှိပြီပေါ့နော်3မိနစ်4မိနစ်လောက်ဒီလောက်ဆိုရင်ဒါအနေတော်ပဲပေါ့နော်တုပ်စားလို့ကောင်းတယ်ဆက်ဆက်လေးပေါ့နော်ဒါဆိုရင်ကျွန်တော်အခုစပြီးတော့တုပ်ဖို့အတွက်ဆယ်မယ်ပေါ့နော်ကဲနဲ့မှာခဏအေးခံထားမယ်ပေါ့နော်မွေးနေပဲမြေပဲမောင်းနေလေဟုတ်ကဲ့နန့်အောင်မွေးနေအညာကိုတောင်တတိရသွားတယ်ဒီလိုအချိန်ဆိုလို့ရှိရင်အညာမှာမိုးတွေအရင်ရွာလို့ရှိရင်သူကမြေပဲခင်းနေမှာဆိုလို့ရှိရင်မြေပဲတောင်လေးကြံပြီးမှသူကပေါက်တာလေမိုးရတရားလို့ရှိရင်သူကအညောင်းထွက်ပြီးဆိုလို့ရှိရင်သွားပြီးတော့ကောက်ကြဒီဘက်မှာသွားနှုတ်ကြအချင်းလဲတဲ့ညာမှာကြရင်လေအချင်းလဲတဲ့တယ်နောက်ပြီးကြတော့အဲ့လိုပေါ့နော်တုတ်စားတယ်အချင်းတဲတယ်စုံပါပဲမျိုးစုံလောက်စားလို့တော့ရတယ်ညာမှာတော့အကုန်မျိုးစုံလောက်စားကြโอเคခုဆိုတာ ingredient တွေစုံပြီဆိုတော့ကျွန်တော်စတုတ်တော့မယ်နော်တုတ်လေးထည့်မယ်ချက်တုံးဂိမ်းမယ်ပေါ့နော်ရတာအတွက်ချုံမိုးလေးနည်းနည်းထည့်မယ်။ပြီးစားလေးနည်းနည်းထည့်မယ်။ဒါဆိုရင်တောက်လို့ရပြီပေါ့နော်။မွေးနေပါနော်။ဒီအညာကိုလွမ်းစေတယ်။ဒီလိုရာသီစားစားလေးတွေကဒီလိုချိန်မျိုးမှာပဲစားလို့ကောင်းတာ။ရဟိကျူ
Vâng, ok quay là. Ok. Good. Chào bạn. Rất ngon à. Mì này là sao mẹ? Chị này là mì mẹ. Ok. Mì bé bên bao tô bì rồi đó, cô nói tới nhiều phía đấy, cái món gì này, bây giờ này, chém mày bảo nó. Chỉ trong cô bảo là cô mà. À mà lâm cô rồi, cô bảo cô cha cô. Cô ra gặp chị làng mày chấm À, bà, ngã xin thi rồi đó. Ok, cô sát chém ấy. Cho tôi đi đi này, bà lấy. Ok, cô cái món gì chả bột được cô, ta xịt ta bột được, ta cho tôi đi này cho tôi đi bảo nó. Ok, ra rồi, cho bố buồn lòng ấy. Bố bù lại, cho nó rồi, xịt thêm ấy. Rồi, cho tôi đi sát thêm ấy. Chắc là xịt ta lúc xin, cứ lo nhiều ta để tôi lúc xin, nhiều yên ta bảo nó. Đó rồi tôi, chắc là cứ yên ta lúc xin cho nó, chắc là đi theo lại cái này, chắc là nhiều nên nó trả lại cả cho nó, chắc là cứ lo được nó. chắc là nghĩ rồi lấy cao bây giờ chúng ta chắc là chịu được thế này. Xịt ta nhiều mà cho nó màu đi thế này. Giòn đi là hả? Giòn đến màu đi. Chắc là chắc là bây giờ cho nó bị vào nó. Bị đi thế này. Đi đi đều, bây giờ chơi wow, bây giờ dùng lên này được rồi. Ok, cho nó đủ, đi, dọn thêm nhé. Dọn lên lấy lâu nào bây giờ cho nó đủ nào. Yêu tí khoe chân lên vào nó, thế này. Sát tay mình chạy nó nên này đi về theo nó. Ok, giờ cho nó rồi. Nào xuống. Muốn gì vậy thì thêm nào. Ok, cứ cho nó rồi. Muốn gì vậy thêm bì. Rồi lúc xin, giá đã sát thêm mà nó. Giá đã để cho nó sát thêm ấy. Cho mùi này thêm ấy. Chua giờ đi cái món gì vậy này thì bây giờ chắc lúc xin, lại phát ra rồi. Cái giống như được vào thế trái nó, cho nó đó cái giống như thêm sao để mà cái món gì này bây giờ đi đến chơi nào nó chơi chơi lý sao chứ, giờ đây bây giờ này là chơi mì chỉ mấy nó, này nhắm dài đi này đi thêm mấy nó. Ý cho nó gì sẽ lấy sao cho nó gì liên này sẽ thêm ấy. Cái nào thả lại nó nè nhiều tí sạch li hoặc phiêu vào nhiều tí đó nỉ lấy điều thả lên này khoe bị rồi chân khoe bị thế lại nó ok, giờ đã bỏ người lên công xong ấy, quát đi về. Nào, bố đi uthả lại nó. Hiện được chả bí. Chứ rồi, chả bí ơi. Ok, chả bí. Chả bí gì bảo? Ok, mình chỉ làm nó. Good. Cái nó? Mình sẽ xả lên này. Anh làm này. Được cái share. Ok, bị làm ấy. Ok, thì này đó, cho nó cái món gì vậy nè, dọn chạy ấy. Anh nhà giờ ta tự lýဖြစ်တဲ့ဒီဘဲပင်ပါလုပ်လေးဖြစ်ပါတယ်။မိုးတို့ရဲ့ Cafe Kitchen channel လေးကို like follow share လေးလုပ်ပြီးတော့ YouTube channel ကိုလည်း subscribe လေးလုပ်ပြီးသွားပါဦးခင်ဗျာ။